မင်္ဂလာပါရှင်ကျွဲဆယ်ကန်ဖရိန်တွဲမှာကလေးចောင်းထားဖို့ចောင်းနီးနီးနားနားလိုချင်တယ်ဆိုတဲ့မိဘတွေအတွက်အကွက်ကလေးနှစ်ကွက်ကိုမိတ်ဆက်ပေးဖို့116လမ်းမပေါ်ရောက်ရှိနေတာဖြစ်ပါတယ်ခုမြင်နေရတာကတော့116မိန်းလမ်းမကြီးဖြစ်ပါတယ်ရှင်ဟိုးမှာမြင်နေရတာကတော့တရုတ်ចောင်းဖြစ်ပါတယ်ဟုတ်ကဲ့မိတ်ဆက်ပေးမယ့်မြေကွက်လေးကတော့116လမ်းမကြီးအတင်း68အနီးမှာရှိတဲ့မြေကွက်လေးပဲဖြစ်ပါတယ်ပထမဆုံးမိတ်ဆက်ပေးမှာတော့ဒီမြေကွက်လေးပဲဖြစ်ပါတယ်ရှင်ဒီမြေကွက်လေးဟာဆိုရင်116လမ်းမကြီးပေါ်ကိုပေ40တင်ပြီးတော့ဂျားလန်းကိုပေ60တင်ပါတယ်။တောင်းခွက်လေးဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ဒီမြေခွက်လေးကို2300ညှိနှိုင်းဈေးလုံးလေးနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။စာရွက်စာတမ်းကတော့ခရမ်းအမီပေါက်တက်တန်းအစ်စ်နဲ့ရမှာပါရှင်။ဟုတ်ကဲ့ဒီလမ်းထဲမှာပဲပေ40 60အရှိလက်ကိုနောက်တစ်ခွက်ရှိပါသေးရဲ့ရှင်။သူကတော့လမ်းတင်လေးတော့မဟုတ်ဘူးပေါ့နော်။စာရွက်စာတမ်းလေးကတော့ခရမ်းအမီပေါက်တက်တန်းတစ်ပါပဲရှင်။ဟုတ်ကဲ့ခေါ်ဈေးလေးကတော့16000ခေါ်ထားပါတယ်။ခုပြပေးတဲ့မြေကွက်လေးတွေကိုစိတ်ဝင်စားရဆိုရင်တော့ဖုန်းနံပါတ်9613 9493 4025 999ကိုဆက်သွယ်ဆောင်ရွက်မြင်နိုင်ပါတယ်ရှင်။